ရှာဖွေခဲ့ဘယ်မှမတွေ့လုံခြုံမှုကိုရောနိုင်တာရှိလောကမှာဘယ်ရမှမလုံခြုံဘူးယေရှုခရစ်တော်ရဲ့လုံခြုံခြင်းရှိတယ်ကိုလုံးတော်သူပေါင်းတို့၏အခွဲကဖြစ်တော်မူ၏လုံခြုံဘယ်ရမှမ